ဒီနေ့ကျမနဲ့အတူတူခဏလောက်စိတ်ကူးယဉ်ကြည့်ကြရအောင်နော်ကျမကပန်းချန်တစ်ခုထဲမှာနှင်းစီပန်းကိုကြည့်ပြီးတော့မှမင်းကဘာလို့နေကြပန်းလို့အပွင့်မကြည့်တာလဲလို့မေးမယ်စပယ်ပန်းလေးကိုကြတော့ဘာလို့နှင်းစီလို့မလာတာလဲလို့မေးမယ်ဆိုရင်အခုနားထောင်နေတဲ့သူကကျမကိုရည်စရာလို့ထင်နေမှာပဲဘာလို့လဲဆိုတော့ပန်းတိုင်းမှာမတူညီတဲ့အလှကိုစီရှိကြလို့ပါဒါပေမဲ့လက်တွေ့မှာတော့ကျမတို့ဟာခလေးတွေကိုတယောက်နဲ့တယောက်အဆင်ချင်းအပြုတ်မှုချင်းနှိုင်းယှဉ်နေမိတတ်ကြပါတယ်သူများတွေစူးစမ်းတာကိုမြင်ငါကလေးကအားကြလာမှာပဲဆိုတဲ့စေတနာနဲ့လုံးမိကြတာပါဒါပေမဲ့ဒါတွေကတကယ်ရောအလုပ်ဖြစ်ရဲ့လားဖြေကတော့မဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့နှိုင်းရှင်ခံလိုက်ရတဲ့အခါမှာအုံနောက်ကအလိုအလျောက်စိုးရိမ်စိတ်ကိုလှုံ့ဆော်ပေးပြီးတော့မှတင်ယူမှုဖြစ်စေတဲ့အပိုင်းကိုနှိကွေးသွားစေပါတယ်နောက်တစ်ခုကတော့ဘောင်ခတ်ခြင်းပေါ့ငါကတော့သူ့လိုဘယ်တော့မှမတော်နိုင်ပါဘူးဆိုပြီးတော့မိမိကိုယ်ကိုဘောင်ခတ်လိုက်ပြီးတော့အငဲ့စိတ်တွေဝင်လာစေတယ်နောက်ဆုံးတစ်ချက်အနေနဲ့မနာလိုစိတ်ပေါ့သူနဲ့နှိုင်းရှင်ခံလိုက်ရတဲ့တငယ်ချင်းမိတ်ဆွေမောင်နှမဘယ်သူကိုမဆိုသူကပြိုင်ဘက်တစ်ယောက်လိုပဲမြင်လာစေပါတယ်ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲမိမိကိုယ်သာနှိုင်းရှင်ပါသူများထက်သားဖို့ထက်မနေ့ကထက်ဒီနေ့ကိုပိုတော်ဖို့အတွက်တိုက်တွန်းပါပါရမီကိုတန်ဖိုးထားပါပကြီးဆွဲတော်တဲ့ကလေးကိုဘောလုံးကန်တော်တဲ့ကလေးနဲ့မှနှိုင်းရှင်မိပါစေနဲ့ဇင်းမြစ်ကိုရှာပါဘာဖြစ်လို့မလုံနိုင်တာလဲလို့အပြစ်တင်မဲ့အစားဘယ်နေရာမှာအခက်အခဲရှိတယ်လဲဆိုတာကိုတိတိကျကျမေးမြန်းပေးပါကလေးတိုင်းကသူ့အချိန်နဲ့သူပွင့်လန်းလာမဲ့ပန်းကလေးတွေလိုပါပဲဒီဗီဒီယိုကလည်းအကျိုးရှိတယ်ဆိုရင်တခြားမိဘတွေအတွက်လည်း share ပေးသွားပါအောင်နော်